တစ်ဖက်လူကိုမင်းတဲ့ပေါ်ပဲမင်းကြက်တယ်လို့လုပ်ပါလို့ပြောချင်တဲ့အခါအမြဲတမ်း as you like ပဲတုံးနေရင်ရိုးအီနေမှာပေါ့ပို့ပြီး native ဆန်သွားအောင်ပို့ပြီး cool ဖြစ်သွားအောင်ဒီ idioms 5ခုအမှတ်ထားလိုက်တော့နံပါတ်1 suit yourself ဒါကတော့အေးလေမင်းတဲ့ပေါ်ပဲလို့ပြောတာပါဘလို့အချိန်မှတုံးမလဲကိုကအကြံတစ်ခုပေးလိုက်ပေမဲ့သူကနားမထောင်ပဲသူ့စိတ်တိုင်းကြလုံးမယ်ဆိုရင်အေးလို့မင်းတဲ့ပေါ်ပဲဆိုတဲ့မှုမျိုးနဲ့တုံးတာပါ suit yourself နံပါတ်2 whatever floats your boat ဒါကတော့တကယ်ကို trendy ဖြစ်တဲ့ idioms ပါမင်းကိုဘာကပြောစီမလဲအဲ့ဒါသာလုပ်လို့အထိပ္ပယ်ရပါတယ်ဘလို့အချိန်မှတုံးမလဲတငယ်ချင်းကထူးထူးဆန်းဆန်းတွေလုပ်နေလို့ကိုကနားမလည်ပေမဲ့မင်းတို့အဆင်ပြေရင်ပြီးရပါပဲကွာလို့ပြောချင်တဲ့အခါမှာတုံးပါတယ် whatever floats your boat နံပါတ်3 the ball is in your court ဆုံးဖြတ်ချက်ကမင်းလက်ထဲမှာပဲရှိတာလို့ပြောချင်တာပါဘလို့အချိန်မှတုံးမလဲကိုကလှုပ်ရှားရှိတာလုပ်ပေးပြီးကျန်တာကသူ့အပေါ်မှာပဲမူတည်တော့တယ်ဆိုတဲ့အခြေအနေမျိုးမှာတုံးပါတယ် the ball is in your court နံပါတ်4 be my guest လောက်လေကြက်တလူတာလောက်ပါလို့ခွင့်ပြုချက်ပေးတဲ့တဘောပါဘလို့အချိန်မှတုံးမလဲတယောက်ယောက်ကကိုပစ္စည်းကိုတုံးဖို့ဖြစ်ဖြစ်တခုခုလုပ်ဖို့ခွင့်တောင်းတဲ့အခါအာမနာနဲ့ကြက်တလူတာလောက်လို့ပြောချင်ရင်တုံးပါတယ် be my guest နံပါတ်5 is your call မင်းပဲဆုံးဖြတ်လိုက်ပါဆိုတဲ့အဓိပ္ပာယ်ပါဘလို့အချိန်မှတုံးမလဲတခုခုကိုရွေးချယ်စရာရှိတဲ့အခါငါကတော့အဆင်ပြေတယ်မင်းပဲဆုံးဖြတ်လိုက်တော့လို့ပြောချင်တဲ့အခါမှာတုံးပါတယ်အခုပြောသွားတဲ့5ခုကိုပြန်ပြီးအနှစ်ချုပ်ပြောပြပါမယ် suit yourself အေးလေမင်းတဘောပဲ whatever floats your boat မင်းကိုဘာကပြောစီမလဲအဲ့ဒါသာလို့ the ball is in your court ဆုံးဖြတ်ချက်ကမင်းလက်ထဲမှာပဲ be my guest လောက်လေကြိုက်တဲ့လို့သာလုပ်ပါ it's your call မင်းပဲဆုံးဖြတ်လိုက်ပါဒီ post လေးကအတုံးဝင်နေဆိုလို့ရှိရင် like and save လုပ်ပြီးတော့ follow လုပ်သွားဖို့မမေ့နဲ့နော်နောက်တစ်ခါမှာရောဘယ်လိုစကားပြောမျိုးကိုသိချင်သေးလဲဆိုတာ comment မှာရေးခဲ့လို့ရပါတယ်